ယောက်ျားမဟာဘောဂဝန္တောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဒီကိုပူဇော်သက်ကာယပြုလို့ရှိရင်ဖြင့်ဘုလိုအာနိဘောရှိမှကြပါလေဓမ္မတာဘုရားနာမဟာပညာဝန္တော